အောင်တင်တော့ယူမလားတရားများတဲ့ရုပ်ကဒီနေ့မဲပေးတာကြည်လိုက်ရင်သိလိမ့်မယ်နော်မဲပေးဖို့အတွက်ချုပ်တင်မြေကဏ္ဍတွေရှိတယ်အကျိုးကာလတွေပေါ့အဲ့မှာပါတီတွေရဲ့လှုပ်ဆောင်ချက်တွေနောက်ပြီးတော့အုပ်ချုပ်ရေးဖွဲ့စည်းရဲ့လှုပ်ဆောင်ချက်တွေနောက်တော့ရုပ်ကကော်မရှင်လှုပ်ဆောင်ချက်တွေကြည်လိုက်ရင်လည်းတွေ့ပါလိမ့်မယ်ဒီနေ့မဲပေးတဲ့ခါမှာလည်းမဲပေးပြီးညနေကြတဲ့အတန်ထွက်လာမှာပဲလေဟုတ်လားအကြိုင်နဲ့ပြောလို့ရတော့အဲ့ဒါပြီးတော့မှသာကျွန်တော်တို့ကလွတ်လပ်ပြီးတရားမျှတမှုရှိလားမရှိလားဆိုတော့ကျွန်တော်တို့ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့အမှတ်ခံတယ်